အားလုံးပဲမင်္ဂလာပါအမနာမည်ကတော့မန်နွယ်နေလွယ်ပါမြန်မာပြည်မှာပထမဦးဆုံး procurement logistics supply chain education အနေနဲ့ CIPS ရဲ့ education ကိုပထမဆုံးသင်ပေးတဲ့ဒီပါအမဒီ education ကို2026 January လောက်ကနေစခဲ့တယ်ပေါ့နော်အခုဆိုလို့ရှိရင်အမမှာကျောင်းသား130လောက်ရရှိနေပြီပါပြီအခုလက်ရှိလည်းအမ second batch level 3ကိုသင်နေပါတယ် level 4ကတော့အခု September 2026မှာသင်ဖို့ရှိပါတယ်အမရဲ့ CIPS ကိုပေါ့နော်CIPS education ကိုတော်တော်များများလည်းသိရသူရှိတယ်လို့မသိရသူတွေလည်းအများကြီးရှိကြပါတယ်ဆိုတော့ CIPS ဆိုတာကကြတော့အမတို့ UK ပေါ့နော် Royal charter အနေနဲ့တည်ရှိပြီးတော့မှနိုင်ငံပေါင်း150မှာတကယ်ဟိုမှာ worldwide ပေါ့နော်အမတို့အထူးသဖြင့်အမတို့ UK တို့နော် Middle East တို့နောက်တစ်ခါကျတော့ Australia တို့နော် New Zealand တို့ Asia တို့စသဖြင့်ဒီလိုမျိုးနိုင်ငံတွေမှာဆိုလို့ရှိရင် EU တို့ပေါ့နော်ဒီလိုနိုင်ငံတွေမှာဆိုလို့ရှိရင်အများကြီးပဲဒီ education ကိုရရှိထားတဲ့သူတွေကဆိုလို့ရှိရင်အမတို့လစာအနေနဲ့ကိုယ့်ရဲ့ career ပေါ့နော် enhancement အနေနဲ့ရောကိုကနေပြီးတော့မှဒီ education ကိုကိုယ်မှာဘွဲမရလို့ပဲဖြစ်စီဒီ education နဲ့ပဲပေါ့နော်ကိုယ့်ရဲ့ဒါ vocational certificate ကိုဖြစ်တဲ့အတွက်ကြောင့်မလို့အသက်မွေးဝမ်းကြောင်းဖြစ်မယ်ဆိုလို့ရှိရင်ဒါအများကြီးရရှိပါတယ်ဒါကြောင့်မို့လို့အမအခုသင်နေတဲ့ education ကိုလေ့လာခြင်းတဲ့သူတွေဘုသူရအနေနဲ့တက်ခြင်းတဲ့သူတွေစာမွေးဖြစ်ခြင်းတဲ့သူတွေနော်ကိုယ်နိုင်ငံမှာပဲအလုပ်လုပ်ငန်းခွင်မှာပဲယာရုတက်ခြင်းတဲ့သူတွေတော့၎င်းဒါမှမဟုတ်လို့ရှိရင်လည်းနိုင်ငံခြားထွက်လို့ရှိရင်လည်းဒီ certification နဲ့ကင်ပြီးတော့အလုပ်လုပ်ရတာအလုပ်ရှာတာအရင်လွယ်ပါတယ်ဒါကြောင့်မို့လို့လေအမအခုပြောရဲပေါ့နော်ဒီ example ကိုပြောမယ်ဆိုလို့ရှိရင်အမတို့ UK ရဲ့ဒါ advertisement တို့ job advertisement တို့နောက်တစ်ခါကျတော့ဒါဟို Middle East တို့เนาะနောက်တစ်ခါကျတော့ဒီ Dubai တို့ Singapore တို့မှာဆိုလို့ရှိရင်လည်းဒါအများကြီးတွေ့ရှိနိုင်ပါတယ်ဒီ certification ကဘယ်လောက်အထိဒါ worldwide မှာ global competency အနေနဲ့ပေါ့เนาะတကယ်ဟိုမှာအရေးပါတယ်ဆိုတဲ့အတွက်ကြောင့်မို့ဒါကြောင့်မို့လို့အမရဲ့ education CIPS ရဲ့ education ကိုလေ့လာဖို့အားလုံးဖိတ်ခေါ်ပါတယ်အားလုံးပဲ thank you ပါ bye bye